လက္ခဏာရှင်ကိုထူးခြားတဲ့ကံကောင်းခြင်းနဲ့ချမ်းသာကြွယ်ဝမှုကိုဖြစ်စေနိုင်တဲ့ရှားပါးသင်္ကေတ၃ခုအကြောင်းကိုဒီဗီဒီယိုမှာပြောပြပေးသွားပါမယ်။ငါးရုပ်သင်္ကေတဟာလက်ဘဝဗေဒင်ပညာရဲ့မှာအရှားပါဆုံးနဲ့ကံအကောင်းဆုံးအမှတ်လက္ခဏာတွေကတစ်ခုဖြစ်ပါတယ်။ကျန်တာပရိစ္ဆေဂုံပေါ်မှာငါးရုပ်သင်္ကေတတွေ့ရှိခဲ့မယ်ဆိုရင်အလုံးအကင်နဲ့ခေါင်းဆောင်မှုမှာအတုမရှိသောအောင်မြင်မှုကိုရရှိမယ်။ချမ်းသာကြွယ်ဝမှုကိုပေးမယ်။ပညာဉာဏ်မြင့်မားပြီးတော့ဩဇာရှိသောနေရာတွေနဲ့ယာရုများကိုရရှိနိုင်ပါတယ်။အသက်လမ်းကြောင်း၊ဥကောင်းလမ်းကြောင်း၊နှလုံးလမ်းကြောင်းနဲ့ကံလမ်းကြောင်းတွေပေါင်းဆက်လိုက်တဲ့အခါမှာသင်္ကေတအမှတ်သားဖြစ်ပေါ်လာပါတယ်။ဒီသင်္ကေတဟာထူးခြားတဲ့ကံကောင်းခြင်းနဲ့ထိုးထွင်းသိမြင်နိုင်စွမ်းရှိခြင်းကိုဖြစ်ပေါ်စေပါတယ်။သင်္ကေတအမှတ်သားပါတဲ့လက္ခဏာပိုင်ရှင်တွေဟာခိုင်မာတဲ့စီးပွားရေးကျွမ်းကျင်မှုများနဲ့ငွေကြေးဆိုင်ရာချမ်းသာကြွယ်ဝမှုကိုရရှိမယ်။လွယ်လွယ်ကူကူလှည့်စားခံနိုင်ရခြင်းမရှိဘဲနဲ့သူတို့မှာထက်မြက်တဲ့ဗီဇအသည့်စွမ်းရည်ရှိသူတွေဖြစ်တယ်။ထူးချွန်တဲ့ခေါင်းဆောင်မှုစွမ်းရည်ရှိသူတွေဖြစ်တယ်။တဘာဝအလျောက်ပြဿနာတွေကိုဖြေရှင်းပေးနိုင်စွမ်းရှိသူတွေလည်းဖြစ်တယ်။သင်္ကေတအမှတ်သားရှိသူတွေဟာကုကဲအုပ်ချုပ်သူအဖြစ်ဒါမှမဟုတ်ချမ်းသာကြွယ်ဝတဲ့စီးပွားရေးလုပ်ငန်းတွေကိုဦးဆောင်နိုင်သူတွေဖြစ်လိမ့်ရှိပါတယ်။ဒိုင်းမွန်သင်္ကေတအမှတ်သားပါခဲ့မယ်ဆိုရင်တော့မထေမှတ်ဖဲငွေဝင်ပေါက်တွေရရှိပြီးတော့မျော်လင့်မထားပဲချမ်းသာကြွယ်ဝမှုတွေတိုးပွားလာနိုင်ပါတယ်။စိတ်ပြည့်ဖွယ်ရာဘဝတွေကနေပြီးရုံးထွက်လာနိုင်ပါလိမ့်မယ်။လုပ်ငန်းခွင်ပြဿနာတွေကိုလည်းလွယ်လွယ်ကူကူဖြေရှင်းနိုင်စွမ်းရှိသူတွေဖြစ်တတ်ပါတယ်။စိန်ခေါ်မှုတွေကိုတွန်းလှန်နိုင်ပြီးတော့ရေရှည်မှာအောင်မြင်မှုရရှိရန်ထူးထူးခြားခြားခံနိုင်ရရှိသူတွေဖြစ်တတ်ပါတယ်။ဒီလိုရှားပါးကောင်းမွန်တဲ့အမှတ်သင်္ကေတတွေနဲ့အားကောင်းတဲ့ဂျိုးကုန်းတွေလက်ဝါးပြင်ပေါ်မှာပေါင်းဆက်ပါဝင်နေမယ်ဆိုရင်လက္ခဏာရှင်ဟာထူးချွန်ထက်မြက်ပြီးတော့အောင်မြင်မှုချမ်းသာကြွယ်ဝမှုကိုရရှိမယ်ဆိုတာမလွဲဧကံပါပဲအားလုံးအောင်မြင်ကြပါစေ။